အခုခေတ်သားသမီးတွေကလေအမေဆိုတာကိုတက်ရှိထင်ရှားရှိနေတော့မှတန်ဖိုးလည်းမထားကြကြဘူးအမေလို့လည်းရင်နဲ့အသေးတွေကလှိုက်လိုက်လဲမခေါ်ကြကြဘူးဒီကြားထဲဆင်းရဲတဲ့မိဘဆိုရင်ပိုတောင်းမှစိုးကြသေးတယ်သူတို့လိုဘက်ကိုမဖြည့်နိုင်ရင်ဒီမိဘကြီးကိုစေးပေါ်ကြောဘက်တောင်းမှမလုပ်ချင်ကြဘူးသူတို့လိုဘက်ကလေးများပြည့်ရင်တော့လိုချင်တာလေးများရှိရင်တော့အမေလို့ရင်ထဲကမပါပဲမဲ့နှုတ်ဖျားကတော့ခေါ်ကြတယ်ကျမတို့မိဘတွေကလည်းမသိလို့တော့မဟုတ်ပါဘူးသိပါတယ်တိတိကြီးနဲ့လေသားသမီးဆိုတော့ချစ်ရတယ်မဟုတ်ပါလားဒါကြောင့်မို့လို့သားသမီးတွေဘလို့ပဲခေါ်အမေလို့ခေါ်တဲ့ခေါ်တန်ကိုတော့မိဘတိုင်းကကြားကျင်ကြတယ်ဒါပေမဲ့သားသမီးတိုင်းကနားမလဲတာကဒီအမေတွေဒီအဖေတွေဒီပေးဆက်ခြင်းနဲ့ချစ်တာပါဆိုတာကိုမသိဘူးသူတစ်ပါးကတစ်ခါကောင်းရင်မိဘထက်တာတယ်ထင်ကြတယ်သူတစ်ပါးကမုတ်တစ်ခါဝဲကျွေးရင်မိဘထက်ကောင်းတယ်ထင်ကြတယ်သူတို့ကတစ်ခါပဲကျွေးတာတစ်သက်လုံးရှာဖွေကျွေးခဲ့ရတာကျမတို့အဖေတွေအမေတွေပါဒီအဖေတွေအမေတွေရဲ့မေတ္တာတရားတွေသူများတကာမုန်းတယ်လို့သူများတကာဆယ်ကာချစ်ဒီအမေမုန်းတဲ့လောက်ပဲရှိတယ်ဆိုတာသူတို့နားမလဲဘူးဒါကြောင့်မို့လို့လေစကားတစ်ခုလောက်တော့လက်ဆောင်ပါလိုက်ခြင်းနဲ့သားသမီးတွေအားလုံးကိုပေါ့အမေတွေကိုစားဒီအမေတွေကိုတက်ရှိထင်ရှားအမေလို့ဝါအောင်ခေါ်ကြပါတေကာမခေါ်တော့လေဒီအမေတွေကမကြားနိုင်တော့ပါဘူးတက်ရှိထင်ရှားရှိနေတော့ဒီအမေတွေကိုရှာဖွေကြွေးကြပါဒီအဖေတွေကိုရှာဖွေကြွေးကြပါတေသွားခါမှအမေအတွက်ကျွန်တော်တို့တော့ဘာရည်စူးပြီးလှူတယ်နော်အဖေအတွက်တော့ကျွန်တော်တို့ဘာရည်စူးပြီးလှူတယ်နော်လို့မလုပ်ပါနဲ့ကျမတို့တွေမိဘတွေဆိုတာတေသွားပြီးရင်ဘယ်ဘုံဘယ်ကန်းဘယ်နန်းကိုစိုက်မယ်မှမသိဘယ်ကိုရောက်မယ်မှမသိတဲ့ဘဝတွေမှာဒီသားသမီးတွေပြုတဲ့ကုသိုလ်ကိုတက်တော်ကြီးကိုကြုံကြိုက်မှတာရုခေါ်ခွင့်ရမှာပါဒါကြောင့်မို့လို့သားသမီးလေးတွေတိလိုက်စမ်းပါဒီအဖေဒီအမေတွေကိုတက်ရှိထင်ရှားရှိတော့ကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ကြပါကောင်းကောင်းမွန်မွန်ရှာဖွေကြွေးကြပါစိတ်ချမ်းသာအောင်လဲထားပါစိတ်မညစ်အောင်လည်းမလုပ်မိပါစေနဲ့မိဘစကားလည်းနားထောင်ပါတသွေးမသိမ်းလိုက်နာပါဒါမှသာလျှင်ကြံရှိခဲ့မဲ့သားသမီးလေးတွေအနာဂတ်တည်မိခင်ဖခင်တို့ရဲ့စကားကိုနားထောင်လို့ဘယ်တော့ခါမှအပယ်မကြပါဘူးမိခင်ဖခင်စကားကိုနားထောင်လို့လည်းဘယ်တော့မှဒုက္ခမတွေ့ပါဘူးမိဘနှစ်ပါးရဲ့စကားကိုတသွေးမသိမ်းလိုက်နာတဲ့သူမိဘစကားကိုနားထောင်တဲ့သူမိဘတွေကိုရှာဖွေကြွေးတဲ့သူသည်ဘယ်တော့ခါမှဒုက္ခဆင်းရဲမကြုံတွေ့ပါဘူးဘယ်တော့ခါမှလည်းအခက်ခဲကြုံတွေ့ခဲ့ရင်တော့သူများက10ချိန်တွေ့ကိုကတစ်ချိန်ပဲတွေ့တယ်